Cha ne be di do di lo himyo chat sa ja la ma thi bu. Ma ro bat ma do ngasane jet ne to myot so yin thamin o long pyaung ne ni be. Ne ya ma tathei ya le zee twa tha da so do ati yut taya song ni ya ne ain lwan sa phit de ngasane jet ne to myot le chat sa ba de shin. A ho do ma ni nya sa ne ne bi do tanya long a pin ma tait tha da paw no. Di lo sa kai aung tanya tait tha de ngasane ya thok thok kလေးne yan sa lo kaung ba de. Phatama aung song ni ne jet ton phyu jet ton ni ko si tat lai ba de. Phin do na nwe na ngyeut ti yaung ni mong thait bi do nwan la de thi si tat pai lai ba me. Mya roi chat da ne do tu chin ma tu ma paw no. Ma ro bat ma do di lo pong san le be chat sa ja lo ain lwan pi chat sa lai da ba shin. Phin do khiyan chin ti လေးထက်ရေလေးထက်ပြီးတော့ခရမ်းကျင်သည့်အနစ်ကြတဲ့အထိချက်ပေးထားလိုက်ပါမယ်ရှင်ခရမ်းကျင်သည့်ချက်ထားတာအနစ်ကြပြီးစီပြန်လာပြီဆိုရင်တော့ငစနယ်တုံးတွေထည့်ပြီးတော့ချက်ပေးလိုက်ပါမယ်ပြီးတော့ရင်တော့ရေလေးနဲ့ငယ်ထက်ငါးတွေကျက်သွားတဲ့အထိတည်ပေးထားလိုက်ပါမယ်အားကငစနယ်ဆိုပေမဲ့အနစ်မှာအရသာနည်းနည်းပေါ့နေလို့အရသာအတွက်စားနဲ့ငြုပ်ကောင်းနည်းနည်းစီထည့်လိုက်ပါတယ်ရှင်ကိုချကနေမှငြုပ်သီးစိမ့်နဲ့နန်နန်ပင်လေးအုပ်ပြီးသွားပြီဆိုရင်တော့အရန်လဲမွေပြီးစားလို့လည်းအရန်ကောင်းတဲ့ငစနယ်ချက်ကရပါပြီရှင်ဒီငစနယ်ကိုလေးချင်းစော်ကားသီးကြောက်တော့မကြီးမဲတို့နဲ့လည်းချင်းဆက်လေးချက်ဆိုင်အရန်ကိုကောင်းပါတယ်ဒီတော့ဝိမချနိုင်တော့ဘူးတို့စရာတွေကလည်းအရန်စုံတော့ထမင်းကလည်းအရန်ကိုမိန်ပါတယ်ဒီနေ့ဂေါ်ဘီခရမ်းရောင်တွေရောတည့်သီးတွေရောပါပါတယ်။မလာရွက်ကိုလည်းအစိမ်းစားရတာမကြိုက်လို့ပြုတ်လိုက်ပြီးတော့ခါကျဲဥတခွားသီးနဲ့အစုံစုံမအစုံပါပဲရှင်။မတို့လိုအာရက်ဒေတာမှာအလုပ်လာလုပ်တဲ့သူတွေကအစားတောက်ဆိုရင်ကိုစွမ်းညံစွမ်းရှိတဲ့လောက်လှုပ်စားတတ်မှအဆင်ပြေတာပေါ့နော်။လစားလည်းအများကြီးမရတာဘုံလို့ကိုရတဲ့လစားအကုန်အိမ်ပြန်ရောက်ဖို့ဆိုရင်ကိုယ်တိုင်ကြံဖန်ပြီးလှုပ်စားတတ်ဖို့လိုပါတယ်။အမျိုးကြိုက်တယ်ဆိုရင်လှုပ်စားကြည့်ပါနော်။ကျေးဇူးပါရှင်။ဘိုင်ဘိုင်